Hello welcome back SWZO YouTube channel နဲ့ Facebook page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့ eyebrow cake unboxing လေးလုပ်မယ်ဒါလေးကတကယ်လိုအပ်နေတဲ့အချိန်လိုချင်နေတဲ့ချိန်လေးမှာလက်ဆောင်ရခဲ့တဲ့ eyebrow cake လေးပဲဖြစ်ပါတယ်ဆိုလို့ရှိရင်10မိနစ်တောင်မကြာတဲ့အချိန်တွင်းမှာပဲမြခွန်မွေးဆွဲလုပ်ပြီးသွားပါပြီနော်။တဘာဝဆက်ဆံမြခွန်မွေးအတွက်ဆိုရင် eyebrow cake လေးကအကောင်းဆုံးပဲပေါ့။